အားလုံးပဲမင်္ဂလာပါ Lucky Dan Construction ရဲ့ Home Tour Vlog လေးကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေဒီတစ်ခေါက်မှာလည်း Lucky Dan Construction က3900ဝန်းကျင်နဲ့အသစ်နေလို့ရမယ်အိမ်လေးအိမ်စီကိုရှာခေါ်သားပေးမှာပဲဖြစ်ပါရှင်အိမ်လေးဝင်ကြည့်ရအောင်ဒီအိမ်ရဲ့ခြံဝင်းတစ်ခုလုံးကိုဆိုလို့ရှိရင်လည်း paper block တွေခင်းပေးထားတယ်ပြီးတော့ paper block ကိုလည်းအယောင်ဆက်လေးလှအောင်လို့ခဲအနုနဲ့ခဲအင်းကိုတွဲပြီးတော့သုံးပေးထားပါရှင်ဒီအိမ်ရဲ့ main တကားမယူဆိုလို့ရှိရင်လည်း2 draw ကျွန်းတကားလေးကိုသုံးပေးထားတယ်ပြီးတော့ security အတွက်ပို့ပြီးတော့ safe ဖြစ်သွားအောင်လို့ smart lock system ကိုပါထည့်ပေးထားတယ် Portico ရဲ့မျက်နှာချက်ကိုလည်း eco hook ကျွန်းရောင်လေးကိုသုံးပေးထားတယ်ဒီအိမ်ရဲ့ main ဝင်တကားနောက်ထပ်တစ်ပေါက်အနေနဲ့ပုံမှန်မြင်တွေ့နေကြတန်ပါကြတကားမဟုတ်ဘဲနဲ့ steel ပါကြတကားလေးနဲ့လည်းသုံးပေးထားတယ်အိမ်လေးကိုပထမဦးဆုံးဝင်လိုက်တာနဲ့အဦးဆုံးတွေ့ရမှာတော့ living room တွေတွေ့ရမှာပဲဖြစ်ပါတယ်ဒီရဲ့ living room ကိုဆိုလို့ရှိရင်လည်းဝင်လိုက်တာနဲ့အဲ့လိုမျိုးအကျယ်ကြီးဖြစ်စေတဲ့မှုရယ်ပြီးတော့နောက်တစ်ခုကတက်တက်ရှင်းရှင်းတက်တက်ရလေးဖြစ်စေတဲ့မှုရယ်ကိုခန်းစားရအောင်လို့ Lucky Dan ကနေပြီးတော့ဒီရဲ့ကြွေပြားတွေအကုန်လုံးကိုခဲအောင် polish ကြွေပြားလေးကိုသုံးပေးထားတယ်ပြီးတော့အပေါ်ကမျက်နှာချက်ကိုဆိုလို့ရှိရင်လည်းကျစင်ပုံးမျက်နှာချက်ကို light frame လေးလည်းသုံးပေးထားတယ်အိမ်ရဲ့အလှပကိုပို့ပြီးတော့ပြည့်စုံအောင်မီးဆိုင်လေးကိုလည်းဒီ air gun နဲ့ light ဖက်မဲ့မီးဆိုင်လေးကိုရွေးချယ်ပြီးတော့သုံးပေးထားတယ်ဒါတွေအကုန်လုံးကို Lucky Dan ကနေပြီးတော့တာဝန်ယူပြီးတော့ installation လုပ်ပေးထားပါတယ်ရှင်ဒီအိမ်ရဲ့ပေါ့နော်နောက်ဖေးမိဖို့ကြောင်ဝင်လိုက်တဲ့အခါမှာအကန့်နှစ်ခုရှိရအဲ့ဒါတကန့်ချင်းစီပြောပြမယ်ဒီဘက်အကန့်မှာဆိုလို့ရှိရင်အခုလိုမျိုး green space လေးတစ်ခုရှိရယ်ဒီဟာလေးမှာဆိုလို့ရှိရင်ဒါအင်ရှင်တွေကသူတို့စိတ်တိုင်းကြပါတော့အပင်လေးစိုက်ထားတာဖြစ်တဲ့အတွက်ကိုအိယာနိုးလာတဲ့အခါမှာမလက်သက်စားဖို့အတွက်မနက်ခင်းရဲ့တနေ့တာလေးမှာပေါ့နော်ဒီလိုမျိုးအပင်စိမ့်စိမ့်လေးကိုမြင်နေရတာကenergy တွေပိုတက်လာတယ်လို့ခံစားရတယ်ဒီ partition လေးဆိုလို့ရှိရင်လည်းရှောက်ဒီနေရာမှာဆိုလို့ရှိရင်ကိုစိတ်တိုင်းကြကိုအင်ရှင်တွေစိတ်တိုင်းကြဒီမှာဆို customize ပစ္စည်းအဲ့လိုကိုကြိုက်လိုမျိုးထားလို့ရတယ်ဆိုတော့ဒီ partition လေးထည့်ပေးထားတယ်ရှောက်တဲ့သဘောကျတယ်ပြီးတော့ဒီမှာဆိုလို့ရှိရင်လည်းအခန်းတစ်ခန်းရှိတယ်အဲ့ဒီအခန်းကဘာလဲဆိုတော့ master လည်းမဟုတ်ဘူး single လည်းမဟုတ်ဒါလေးက mid room လေးပြီးလို့ရှိရင်နောက်တစ်ခုကဒီမှာဒါလေးကတော့ single room လေးဒီ single room လေးလည်းရှိရဖြစ်တဲ့အတွက်ရေချိုးကဲအိမ်သားကတော့ဒါအောက်ထပ်ရဲ့ common toilet လို့ပြောလို့ရတယ်ပေါ့နော်ဒီရဲ့ထမင်းစားကန်းကိုဆိုလို့ရှိရင်လည်း Lucky Dan Constructionကပို့ပြီးတော့ကြေပြီးတော့ပို့ပြီးတော့တက်ရက်တဲ့မှုမျိုးခန်းစားရစီအောင်အောက်ကဒီကျန်းကင်းလေးကိုဆိုလို့ရှိရင်ဒီအိတ်ရှိမှာတုံးထားပြီးရဲ့ကျန်းကင်းလေးကိုပဲထပ်ပြီးတော့တုံးထားပြီးတယ်ပြီးတော့အပေါ်ကမျက်နှာချက်ကိုလည်း Jason ပုံမျက်နှာချက် Lateral Me လေးကိုသုံးပေးထားတယ်ဒီရဲ့မိဖို့ကြောင်မှာဆိုလို့ရှိရင်လည်း gas နဲ့ဒီမှာ electronic နဲ့နှစ်ခုလုံးတစ်ခါတည်းတက်ဆင်ပေးထားတယ်ပြီးတော့အပေါ်မှာတသက်ရရလေးလည်းဖြစ်သွားအောင်အဲ့လိုမျိုးပစ္စည်းတွေမိဖို့ကြောင်မှာပစ္စည်းရှုံးရှက်ကြီးမဖြစ်နေအောင် Lucky Dan Construction ကနေပြီးတော့အပေါ်မှာဆိုလို့ရှိရင်လည်း cabinet တွေကိုတိတိကျကျလေးသုံးပေးထားတယ်ပြီးတော့ဒီဘက်အောက်တွေမှာဆိုလို့ရှိရင်လည်း cabinet တွေမှာ answer လေးပါတာဖြစ်တဲ့အတွက်မိဖို့ကြောင်မှာပစ္စည်းရှုပ်ပွားနေမှာတော့စိတ်ပူစရာမလိုပြီးတော့လေနောက်တစ်ခုကဒီရှစ်မှာဆိုရင်ဒါတစ်ခုရှိသေးတယ်ဒီကဘာလဲဆိုရင်ရှားတာစိတ်ထင်တာအခန်းတစ်ခန်းလို့ထင်တာဒါပေမဲ့အခန်းတစ်ခန်းမဟုတ်တော့ဘာလဲဆိုလို့ရှိရင်အခုလိုမျိုးတွေ့ရမယ် work kitchen လေးပဲဖြစ်ပါတယ်ဒီရဲ့ work kitchen လေးမှာဆိုလို့ရှိရင်ရှားတို့တွေလိုမျိုးအနံ့အသက်တွေအရင်ဆွဲစေမဲ့ဟာတွေဘာတွေဆိုလို့ရှိရင်ဒီမှာလုပ်လို့ရတယ်ပြီးတော့ဟိုအကျော်လော်တွေအချက်ပြုတ်တွေဘာတွေဆိုလို့ရှိရင်ဒီမှာပို့ပြီးလုပ်လို့ရတာဖြစ်တဲ့အတွက်ဒီကိုယ့်ရဲ့အိမ်ထဲမှာအညှော်နဲ့နေဆွဲနေမှာစိတ်ပူစရာမလိုတော့ပေါ့ပြီးတော့လှေကားပေါ်ကိုတက်ခံနေမှာဆိုလို့ရှိရင်ဒီအောက်မှာအခန်းလေးတစ်ခန်းရှိပါသေးတယ်ဒီအခန်းလေးကတော့ဒီအိမ်ရှင်တွေကသူတို့ရဲ့တသားမီးလေးတွေကိုဒီထဲမှာထားဖို့တော့ဆိုပြီးသူတို့တက်တိတက်အခန်းလေးတစ်ခန်းလောက်ထားပေးတာပါဒီအိမ်တအိမ်လုံးရဲ့လှေကားအကျော်နေဒီလိုမျိုးဒီထေကားအောက်ခံနေပါရင်ညာတယ်အကုန်လုံးကို luxury vibe အပြည့်ရအောင်လို့ကျွန်းပြားတွေကြီးပဲသုံးပေးထားတယ်ဒီအိမ်လေးရဲ့ပထမတက်ကိုစပြီးတော့တက်လိုက်တဲ့အခါမှာပထမဆုံးတွေ့ရမယ့်အခန်းလေးကတော့ဖျားခန်းလေးပဲဖြစ်ပါရှင်ဒီအိမ်လေးရဲ့ဖျားခန်းကိုဝင်လာနဲ့ကျွန်းတကားသုံးပေးထားတယ်ပြီးတော့ကျွန်းပါကီလည်းခင်းမင်းထားတယ်ပြီးတော့နောက်တစ်ခုကကျွန်းဖျားချောင်းဆောင်ကြီးကိုပါထည့်ထားပေးတာဖြစ်တဲ့အတွက်ဖျားခန်းလေးကလုံးဝတက်ပေပြီးတော့ luxury vibe လေးကိုရစီပါရှင်ဒီအိမ်တအိမ်လုံးရဲ့ brain box တွေအကုန်လုံးကို aluminum brain box တွေကိုပဲသုံးပေးထားပြီးတော့တအိမ်လုံးကိုလည်း safety တန်ပန်လေးပါတက်ဆင်ပေးထားပါရှင်ဒါဖျားခန်းလေးကိုထွက်လိုက်တာနဲ့ဒီနားမှာဆိုလို့ရှိရင်လည်း runner လေးတစ်ခုရှိရဲပြီးတော့ဒီအထက်တစ်ထပ်လုံးကြီးရဲ့ဒီကျန်းကင်းတွေအကုန်လုံးကိုလည်းကျွန်းပါကီကိုပဲသုံးပေးထားတယ်ပြီးတော့မျက်နှာချက်ကိုဆိုလို့ရှိရင်လည်းကျစင်ပုံးမျက်နှာချက်ကို light trim လေးသုံးပေးထားပါရှင်ဒါလေးကတော့ဒီအထက်ရဲ့ပထမဆုံးတွေ့ရမယ့် master bedroom လေးပဲဖြစ်ပါတယ်ဒီရဲ့ master bedroom လေးကဒီအိမ်ရှင်တွေရဲ့အခန်းလေးဖြစ်တာဖြစ်တဲ့အတွက်ပိုပြီးတော့ safety ဖြစ်အောင်လို့ smart lock system လေးကိုထည့်ပေးထားပါတယ်ရှင်
ဒီ master baron လေးရဲ့ဒီကျန်းကင်းကိုဆိုလို့ရှိရင်လည်းကျွန်းပါကေးသုံးပေးထားတယ်အပေါ်ကမျက်နှာချက်ကိုဆိုလို့ရှိရင်လည်းကျစင်ပုံးမျက်နှာချက်ကို light trim လေးသုံးပေးထားတယ်ပြီးတော့ဒီအိမ်ရဲ့ဒီလိုမျိုးစင်နေအကုန်လုံးလည်းလက်ကြီးတန်းကနေပြီးတော့တာဝန်ယူပြီးတော့တက်ဆင်ပေးထားပါရှင်ဒီခန်းလေးရဲ့ furniture တွေအကုန်လုံးကိုဆိုလို့ရှိရင်လည်းလက်ကြီးတန်းကနေပြီးတော့ပဲတာဝန်ယူပြီးတော့တက်ဆင်ပေးထားပါရှင်ဒါလေးကတော့ဒီရဲ့ master baron လေးရေးချွေးခဲ့အိမ်နာလေးပဲဖြစ်ပါတယ်ဖတ်တယ်လေးလည်းပါတယ်ဒီထက်မှာပဲနောက်ထပ် master baron တစ်ခန်းရှိသေးတယ်ဝင်ကြည့်မယ်ဒီရဲ့ master baron လေးမှာဆိုလို့ရှိရင်လည်းဒီမှာရှိရ furniture တွေအကုန်လုံးကို lucky den construction ကနေပြီးတော့ customer တွေစိတ်တိုင်းချတေချာလေးဖန်တီးပေးထားတာပဲဖြစ်ပါတယ်ရှင်ပေါ်ဆုံးတက်ရဲ့လေကားအကျော်လေးလေးရာဆိုလို့ရှိရင်လည်းပြည့်ရှိရဲ့ပြီးတော့ဒီလိုမျိုးလက်ကင်လက်ရန်လေးတွေပေါ့နော်လက်ရန်လေးအပေါ်မှာဆိုလို့ရှိရင်လည်းကျွန်းလက်ရန်လေးတွေကိုသုံးပေးထားတယ်ပြီးတော့ဒီအပေါ်တက်တစ်ထပ်လုံးရဲ့ဒီရောက်ကျန်းကင်းတွေအကုန်လုံးကိုဆိုလို့ရှိရင်လည်းကျွန်းပါကေးပေါင်းသားတွေကိုသုံးပေးထားတယ်ပြီးတော့ဒီမှာအပေါ်တက်ရှောင်းလန်းပေါ့နော်ရှောင်းလန်းဒီမှာမျက်နှာချက်တွေကိုဆိုလို့ရှိရင်လည်းအချက်စင်ဖို့မျက်နှာချက်ကို light frame လေးကိုသုံးပေးထားပြီးတော့လေကားရဲ့လက်ရန်လေးတွေကိုဆိုလို့ရှိရင်လည်းကျွန်းလက်ရန်လေးကိုသုံးပေးထားတယ်ပြီးတော့ဒီနေရာကနေပြီးတော့ဒီဘက်ကိုငေးကြည့်လိုက်မယ်ဆိုလို့ရှိရင်ရှောက် runner မြင်ရအဲ့ runner ကိုချက်တော့အပေါ်မှာဆိုရင်ကောင်းကင်လေးကိုလည်းမြင်ရတယ်ပြီးတော့ဒီတစ်ပစ်စိမ့်စိမ့်လေးတွေကိုမြင်ရတာဖြစ်တဲ့အတွက်ကိုဒီအိမ်လေးကိုဝင်လိုက်တာနဲ့ဘယ်လိုမျိုးလေးခံစားစေလဲဆိုလို့ရှိရင်ဒီလိုမျိုးတောလေးလေးကိုရောက်သွားတဲ့တဘာဝမှုပေါ့နော်အဲ့လိုမျိုးမှုလေးကိုရရဖြစ်တဲ့အတွက်ဘယ်လိုမျိုးရှားတက်ကတော့အဲ့လို energy ပိုကောင်းလာစေမယ်လို့ခံစားရတယ်ပြီးတော့ဒီရဲ့ရှောင်းလန်းလေးမှာဆိုလို့ရှိရင်လည်းအပေါ်ကမျက်နှာချက်ကိုဂျက်စင်ပုံမျက်နှာချက်ကိုလည်းသုံးပေးထားတယ်ပြီးတော့ light trim လေးကိုလည်းသုံးပေးထားတယ်ဒါလေးကတော့ဒီရဲ့အပေါ်ဆုံးထက်ရဲ့ master baron လေးဒီ master baron ခန်းလေးမှာနေမဲ့လူကသူကအဲ့လိုအပင်လေးတွေစိုက်တာအပင်လေးတွေကိုချစ်မြတ်နေတဲ့သူတရားဖြစ်တဲ့အတွက်သူ့အခန်းလေးကနေထွက်လိုက်တာနဲ့ဒီဘက်အပြင်မှာအဲ့လို garden သေးသေးလေးတစ်ခုရှိတယ်အဲ့ဒါလေးကိုတော့ပြီးမှလိုက်ပြမယ်အရင်ဆုံး master baron လေးနဲ့ယဉ်ကြည့်ရအောင်ဒါလေးကတော့ဒါအပေါ်ဆုံးထက်ရဲ့ master baron လေးပဲဖြစ်ပါတယ်ဒီရဲ့ master baron လေးမှာဆိုလို့ရှိရင်ဒီမှာရှိရဲ့ကတင်နေရောဒီမှာမှန်တင်ကုန်းနေရောဒီဘက်မှာဆိုလို့ရှိရင်ဗီဒီယိုတွေအကုန်လုံးကို lucky den construction ကနေပြီးတော့ပဲတာဝန်ယူပြီးတော့တခါတဲ့ one stop ရအောင်လို့တေချာလေးပုံဖော်ပြီးဖန်တီးပေးထားတဲ့ဟာလေးပဲဖြစ်ပါတယ်ရှင်။အခန်းလုံးကိုလည်းကျွန်းပါကေကိုပဲသုံးပေးထားတယ်။ပြီးတော့အပေါ်ကမျက်နှာချက်ကိုဆိုလို့ရှိရင်လည်းဂျက်စင်ပုံမျက်နှာချက်လည်းသုံးပေးထားတယ်။ light trim လေးလည်းသုံးပေးထားတယ်။ပြီးတော့နောက်တစ်ခုကအဲ့လိုမီဇိုင်းတွေကိုဆိုလို့ရှိရင်လည်းကွာတခြားသောရှုပ်ရှက်မီဇိုင်းတွေမဟုတ်ဘဲနဲ့ဒီပုံမှန်လှတဲ့မီဇိုင်းရိုးရှင်းရှင်းလေးကိုပဲတက်ပေးထားတယ်။ပြီးတော့ရှာအရှိမပြောခဲ့သလိုပဲပေါ့နော်ဒီခန်းမှာနေမဲ့အခန်းရဲ့ပိုင်ရှင်တွေကသူကအဲ့လိုမျိုးအပေလေးတွေကိုချစ်မြတ်နေရလူဖြစ်တဲ့အတွက်သူရဲ့ဒီလိုမျိုးအခန်းရဲ့ပရင်းပေါက်မှာလေသူ့ရဲ့ဒီအရှိ runner လေးကိုကြည့်လိုက်တာနဲ့ခုလိုမျိုးအပင်လေးတွေမြင်နေရစေမဲ့ပုံစံဒီဇိုင်းလေးကိုလိုချင်တယ်လို့ပြောရကြောင်း lucky den ရဲ့ architect တွေကတေချာလေးဒီဇိုင်းလုပ်ပြီးတော့ဆွဲပေးထားတဲ့အခန်းလေးပဲဖြစ်ပါတယ်ရှင်အလေးကတော့ဒီ master baron လေးရဲ့ရေချိုးခန်းနဲ့အိမ်မှာတော်ရလေးပဲဖြစ်ပါတယ်ရှင်ဒါလေးကတော့အပေါ်ဓာတ်ရဲ့ရေချိုးခန်းရောအိမ်သာရောတွဲရက်ပါတဲ့အခန်းလေးပဲဖြစ်ပါတယ်တော့ဒီဘေးမှာဆိုလို့ရှိရင်လည်း single room လေးရှိတယ်ဒါ single room လေးတွက်လိုက်ဒါအဆင်ပြေပါဗောဒီချိုးခန်းအိမ်သာလေးဒါလေးကတော့အပေါ်ဆုံးထပ်ရဲ့ single room လေးပဲဖြစ်ပါတယ်ဒီခန်းအရန်လှရကြရဝင်ကြည့်အောင်ကြားထားတဲ့အတိုင်းမှာပဲဒီအခန်းလေးကတော့အရန်ကိုမှဒါဆိုလို့ရှိရင် single room กว่าဒါပေမဲ့ single room ဆိုပေမဲ့တခြားသော single room နဲ့လုံးဝမတူဘဲနဲ့အခန်းလေးကဒီဘက်မှာဆိုလို့ရှိရင်လည်းအဲ့လိုမျိုးမှန်ပရင်းပေါက်လေးတွေမှန်နေရန်လေးထားပေးထားတာဖြစ်တဲ့အတွက်အခန်းလေးကပို့ပြီးတော့ကျယ်ဝါသလိုလည်းခံစားရတယ်ဒီအိမ်ရဲ့ဒီ single room ရဲ့ပေါ့နော်ဒီကျန်းငင်းဟာဆိုလို့ရှိရင်လည်းကျွန်းမကြီးကိုပဲသုံးပေးထားတယ်ပြီးတော့အပေါ်ကမျက်နှာချက်မှာဆိုလို့ရှိရင်လည်းဂျစီဘုံမျက်နှာချက်သုံးပေးထားတယ်ပြီးတော့ light trim လေးသုံးပေးထားတယ်ပြီးတော့မီးပန်းကိုတော့အဲ့လိုရှုပ်ရှက်မီးပန်းနဲ့မဟုတ်ဘဲနဲ့လုံးဝရှင်းရှင်းလင်းလင်းလေးဖြစ်မဲ့ fit ဖြစ်စေမဲ့မီးပန်းလေးတွေသုံးပေးထားတယ်ပြီးတော့ဒီ single room မှာဆိုလို့ရှိရင်ဒီရဲ့ကတင်နေဒီမှာရှိရဲ့ furniture တွေအကုန်လုံးကို lucky den ကနေပြီးတော့တာဝန်ယူပြီးတော့ပုံဖော်ပေးထားတဲ့ design လေးပဲဖြစ်ပါတယ်ရှင်ဒီ single room မှာဆိုလို့ရှိရင်တခြားသော single room တွေနဲ့မတူတဲ့နောက်ထပ်ထူးခြားချက်ကဘာလဲဆိုလို့ရှိရင်တော့ဒီမှာပါ runner လေးပါတာပဲဖြစ်ပါတယ်ရှင်
ဒီနေရာလေးကတော့အိမ်ရဲ့ဒါအပေါ်ဓာတ်ပေါ့နော်ဒီရဲ့အပေါ်ဓာတ်ကဟိုရဲ့အပေါ်မှာတစ်ထပ်ရှိသေးတယ်အဲ့ဒီရဲ့အမိုးစလက်ကိုသွားဖို့အတွက်ကြောင်လေးလှေကားလေးကိုသုံးမိထားတာပဲဖြစ်ပါတယ်အပေါ်ထဲမှာဆိုလို့ရှိရင်ရေတိုင်ကြီးတွေရှိမယ်ပြီးတော့ဒီအိမ်မှာဆိုရင်ဆိုလာတက်ထားဖြစ်တဲ့ဆိုလာပြားလေးလည်းရှိမယ်ပြီးတော့ဒီအိမ်မှာဆိုလို့ရှိရင်ဒီအပေါ်ထဲမှာဒီအပေါ်ကပေါ့နော်ဒီမျက်နှာချက်ကိုရှားတို့က eco ဟုမျက်နှာချက်ကျွန်းရောင်လေးကိုသုံးမိထားတယ်အိမ်လေးတစ်လုံးဆိုတာတာမန်နေရာတစ်ခုမဟုတ်ဘဲနဲ့မိသားစုဝင်တွေအားလုံးရဲ့ချစ်ချင်းမြတ်တာတွေနှွေးထွေးမှုတွေကျဉ်းနာမှုတွေနဲ့စိတ်ကူးအိမ်မက်တွေကိုအကောင့်ထဲပေါ်ပြီးနေတဲ့နေရာလေးတစ်ခုလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့ Lucky Dan Construction ကနေပြီးတော့တည့်ရဲ့စိတ်ကူးအိမ်မက်တွေရဲ့အိမ်လေးတစ်လုံးကိုပုံဖော်ပေးဖို့အတွက်အမြဲအဆင်သင့်ရှိနေပါရဲ့ရှင်။